ရိုနယ်ဒိုတယောက်ငိုကြွေးခဲ့ပါတယ်9လပိုင်း22ရက်နေ့ဟာ Saudi Pro League ရာသီရဲ့နောက်ဆုံးပွဲစဉ်ဖြစ်ပြီး El Nassr အသင်းဟာတရားဝင် League Champion ဖြစ်လာခဲ့ပါပြီဒါပေမဲ့ရိုနယ်ဒိုအတွက်တော့ဒီဖလားဟာရိုးရိုးဖလားတစ်လုံးထပ်ပိုးပြီးအတိတ်ပဲရှိပါတယ်သူဟာ2022ခုနှစ်ဒီဇင်ဘာလမှာ El Nassr အသင်းကိုရောက်ရှိလာကြတဲ့ကဒီအခိုက်အတန့်ကိုရရှိဖို့3ရာသီခွဲခြားအောင်စူးစမ်းခဲ့ရတာပါရာသီတိုင်းမှာအသင်းဟာဖလားလူပွဲတွေနဲ့လွဲချော်ခဲ့ရပါတယ်ရိုနယ်ဒိုတယောက်ဂိုးတွေအများကြီးသွင်းပြီးစံချိန်တွေဘလောက်ပဲချိုးဖျက်ခဲ့ပါစေအသင်းနဲ့အတူအဓိကဖလားတစ်လုံးမှမရရှိသေးပါဘူးဒါပေမဲ့အခုတော့ချန်ပီယံဆုကိုအဆုံးဖြတ်ပေးမဲ့ပွဲမှာခရစ္စတီယာနိုရိုနယ်ဒိုဟာ2ဂိုးသွင်းယူခဲ့ပြီးအရေးကြီးဆုံးအချိန်မှာအသင်းကိုထပ်မံကယ်တင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ပွဲပြီးကွေးဆုံးမှုလိုက်တဲ့အချိန်မှာတော့ရိုနယ်ဒိုဟာကွင်းလယ်မှာရရင်မျက်ရည်တွေကိုထိန်းထားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ Saudi Pro League ချန်ပီယံဖလားဟာသူ့ရဲ့ El Nassr ကစားသမားဘဝမှာအကြီးမားဆုံးနောင်တကိုအဆုံးသတ်ပေးနိုင်ခဲ့လို့ပါပဲ။တကယ်တော့ဒါဟာဥရောပပြင်ပသူ့ရဲ့ကစားသမားဘဝဖြတ်တန်းမှုမှာအကြီးမားဆုံးမှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်။လူအများစုကအသက်အရွယ်ကြောင့်သူနှေးကွေးသွားပြီလို့ထင်ခဲ့ကြပေမဲ့အသက်42နှစ်အရွယ်မှာတော့ခရစ္စတီယာနိုရိုနယ်ဒိုဟာပရိုကစားသမားဘဝပထမဆုံးရသည့်လိုမျိုးဖလားတွေရဖို့အတွက်ဆက်ပြီးတိုက်ပွဲဝင်နေတော့မှာပဲ။ဂုဏ်ယူပါတယ် CR7 ကမ္ဘာဖလားပွဲမှာပြန်တွေ့ကြတာပေါ့။